လုံးပဲကွာရောဟာလာကိုကြည့်ပါဦးချင်းမဟိုင်းမှုတဲ့လားချင်းပဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီအကုန်တင်မယ်ဆိုတဲ့ channel လေးအောင်ဝနာပဲဖြစ်ပါတယ်โอเคဒီနေ့မှာတော့ကျွန်တော်ဒီကိုဒိုးပေါက်သိရမလားဒီသွားတောက်ရမ်းလာတဲ့ဘဲလေအဲ့ဒီဘဲရဲ့ဒီ KTV ကအမှန်တရားတွေဖောက်ထားတာဗောနော်အဲ့တော့ KTV ရောက်ဘူးတဲ့လူတွေကသိမှာဘူးကျွန်တော်တော့မသိတော့သွားကြည့်လိုက်အောင် let's go guys လိုက်ခဲ့လိုက်ဗောနော်ပြီးရောက်နေတယ်ဒီနေ့ကတော့ share ခဲ့ပြီဟုတ်တယ်ဝတ်တာတဲ့ဒီဇိုင်းကလာဘာညာနေထောက်ရှိုးလိုက်ရင်တော့ဒါပြီးသွားရင်သူလည်းပြောတယ်ဘယ်လိုပြောရမလဲပဲပေါ့ရေစဘာပေါ့ရေတက်သွားတယ်ခေါ်လေးထားဗောနော်ဘာညာရောအားလည်းမသိဘူးငါချနာဦးစတာပါလို့ okay မေးလိုက်ပြေးတော့သွားမယ်ဟုတ်ပြီ bro ၄ယောက်လာတော့၄ယောက်လာတာ okay ကတိကရရောကဲလို့မရသေးပါဘူးဒီပါပါဒိဋ္ဌံပြတ်မှာသလိုဒိဋ္ဌံလုံနေပါတယ်အိုးဘာလို့ပြကဲမရတာလဲလို့ဒါတော့ KTV ရောက်တာနဲ့ဖေဘိုင်းလုံးနေကျင်တဲ့အတွက်သွားပြီးဟိုမိုင်းနဲ့ဝရိန်စော်နေတာဖြစ်ပါတယ်အေးပါကွာလက်ကိုဝရိန်စော်တာပါတဲ့တော့သူကောင်မလေးကဘီယာကိုလက်နဲ့ထိလို့တော့မစင်းစားနိုင်ဘူးဟောတကယ်သူ့ရဲ့ idea ပေါက်တယ်နော်ဝိုက်တယ်ဆိုကြပါတော့မင်းတွိုင်းကြည့်သွားဒီမှာတချင်းမဲဆိုမှာပါကောင်မလေးခေါ်ဦးဆိုတော့ကျွန်တော်ဒါ report တင်နေတာဖြစ်ပါတယ်တကယ်အဲ့လိုရှိရလားမသိလို့သွားမလို့ဒီမန်းကြောင်တကယ်အဲ့လိုရှိရလားခုဆိုရင် KTV မှာကောင်မလေးနဲ့ဟိုင်းကောင်းဝိုက်နော်ကောင်းဝိုက်ဒါကြီးလုံးဝရောက်နေပြီဟိုင်းအဲ့ပါကွက်မင်းတို့ဟိုင်းလေဟိုင်းဟေးဟိုင်းခိုင်းတာဘာကွက်လေလူကြီးတော့လို့ရှိုးလိုက်ဟိုရှင်တော့မဟုတ်ဘူး KTV မှာကောင်မလေးနဲ့ဟိုင်းလို့ပါနော်အချင်းမဟုတ်ဘူးဒါကြီးအချင်းမဟိုင်းမှုတဲ့အချင်းပဲဆိုချင်သွားဘူးပြီးတော့လာပါပါလေဒီကွေးရေကတော့လောရတော့တော့မှဒီဘဲကွာရသမားဖြစ်မယ်ရောရသမားမှုကတော့ပြီးပြင်းတယ်ရပါတယ်ဖုန်းနဲ့ရှင်းလို့ရလားတဲ့ရတမလုံးနဲ့တော့မင်းပဲပေါ်မှာသွားတဲ့ကောင်ကလည်းကေပေးတော့ဝစ်ပေးတော့ပြည့်ထည့်သွားလားမသိဘူးမဟုတ်ဘူးခကျွန်တော်လည်းရှင်းလို့ရတယ်တော့ငါထင်တဲ့ဖုန်းနဲ့ရှင်းပြီးလားမသိဘူးဂျာကြီးကိုခေါ်လိုက်ဂျာကြီးကိုโอเคဂျာကြီးကိုခေါ်လိုက်နော်မင်းဟုတ်တယ်တုံတော့ကနားမလဲဝေတာတစ်ဖြစ်မယ်ကွာဖုန်းနဲ့ရှင်းမယ်ဘယ်လိုရှင်းမှလည်းမသိဘူးโอเคဂျာကြီးလာပြီ let's go guy ဒါဟဲ့ကစ်သေးတာပါဂျာကြီးမှာဟိုကြောက်ဖုန်းပါလေ AI eraser ဆိုတာပါတယ်ဘာလဲဆိုတော့ကျွန်တော်ဓာတ်ပုံရိုက်ပြီးရတယ်ဆိုဘလိုရှင်နဲ့ပုံမဲဖြစ်ဟုတ်ရောဒါတော့ကြော်ညာထင်တယ်နော်ကြော်ညာထင်တယ်ဖုန်းရဲ့ feature တွေကြော်တယ်ကြော်ညာထင်တယ်နော်ကြော်ညာထင်တယ်โอเคဘာဖြစ်ဖြစ်အပီးထိကြည့်ကြမယ်ဗောနော် let's go လိုက်AI recompose ဆိုတာပါလေ AI recompose တော့ okay ခေါင်းနေလေခေါင်းနေလို့တော့ရှော့ရတာမှကြည့်အဲ့လိုဟုတ်တော့အဲ့ခလုံးတစ်ချက်နှိပ်လိုက်ပြီဆိုရတယ်တကယ်ဓာတ်ပုံဆရာတယောက်ရိုက်ထားသူလို့အဲ့လိုတော့မိုက်ဟွာဗျာအပိုင်ဒီမှာထားကြနော်လား AI block voice enhancer ဆိုတဲ့ feature ပါဘာလဲဆိုတော့ AI ဖုန်းရမသိပါဘူးကွာလက်ဖို့ပဲစေမုံမှာဆိုနေတဲ့သူပေါ်လိုက်တဲ့ AI နဲ့သူတော့ဒီမှာဒီကုန်းလေးနှိပ်ပြီးတော့ကျွန်တော်အဲ့ဗီဒီယိုရိုက်လို့ရှိရင်ကျွန်တော်အောက်ကလိုက်ဆိုရင်အတန်ဆိုးကြီးနဲ့လေအဲ့ဟိုဒီကောင်ကတက်နိုင်ဆုံးကျွန်တော်ahead လုပ်ပြရလားလုပ်ပြီ okay ပြီးလို့ရှိရင်ဒီဘက်ဗီဒီယိုကကြတော့ဘာလို့လာလဲဆိုတော့ကျွန်တော်ဘလော့တွေပါရဲတဲ့ခါကျရင်ကျွန်တော်ဘေးပတ်ဝန်းကျင်တန်ဟုတ်ငါတို့နဲ့ကြိုက်တဲ့ဖုန်းပေါ့အဲ့ဒါဆိုဟဲ့ဟုတ်တုံးဆန်းမိုက်ပါမကြည့်တော့မကြည့်မှာဓာတ်ပုံနေရိုက်ထားတယ်တွေ့လားအဲ့ဓာတ်ပုံနေဆိုရင်ကျွန်တော်အမှောင်ထဲမှာရိုက်ထားလို့မထင်အောင်မိုက်တယ်ပါမိုက်တယ်မိုက်ပါကြောက်ပါငါတို့နဲ့ကြိုက်နေတော့ဒါဘာဖုန်းလဲဒီလေး Oppo 40ဒါဟုတ်လားမိုက်တယ်ဒါမဲ့လေးကိုခေါ်တာဘေးရှင်းမဟုတ်ဘူးလားဟုတ်တယ်လေအားကြောပတ်သက်မရှိလို့ဒီဖုန်းလေးခဏထားခဲ့လို့ရတာလို့မျက်နှာတိုင်လာရေးပါအဲ့ဒါကြီးရတော့နော်အဲ့ဒါကြီးရတော့မင်းတို့ကောင်နေမလားရအောင်ငါတိတယ်နော်ငါတိတယ်မင်းတို့အိမ်ကိုပြန်ပြောရင်ဗာလဲဖုန်းပြောက်သွားလို့ဘာလို့နော်အဲ့ကွက်တွေနော်အေးငါထင်တယ်ဖုန်းနဲ့ရှင်းမယ်ဆိုတော့ငါထင်လိုက်ပြီဒါကြီးရဲ့တချို့ကောင်တွေရှိသေးတယ်ဆိုင်ကယ်တို့ပါတော့เนาะဆိုတော့
ကိုဒိုပေါက်ရဲ့ကြိုက်ကြလားတော့ငါတော့တော်ရင်ခွေရတယ်မှန်တရားတွေပြောသွားမှာသိရမလားမှန်တရားလက်ခံနိုင်မှာဒီဗီဒီယိုလက်ခံနိုင်အောင်နော်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပြီးတော့နောက်ထပ်သွားလိုက်ရအောင်ဒါဘာသွားမလဲဆိုတော့အခုမက်ဆီတို့ဟာလန်တို့ပဲကြံတော့တာကွာအဲ့တော့ဒီကောင်းလေးကို share ဖောက်ထားတာရှိတယ်share ဖောက်ထားတာရှိတယ် okay ဘယ်လိုတော့မှ let ကမြင်တာလဲဆိုတော့ဒီမှာကြည့်လိုက်တော့ကွာ okay အိန္ဒိယရောက်သွားပြီနော်မက်ဆီနဲ့ဟာလန်နဲ့ okay ဟာလန်ကိုအကြိုက်ဆုံးပဲကွာရောဟာလန်ကိုကြည့်ပါဦးအေးကမကွာလပ်ပဲရောရေး okay ဒါတော့ဟာလန်နဲ့မက်ဆီနဲ့နှစ်ယောက်တည်းပေါ့ဒါတော့ဘယ်လိုပြောမလဲဒါအိန္ဒိယရောက်သွားတာပေါ့မပြီးသေးဘူးဒုတိယပိုင်းလာအောင်ပဲကြည့်တာဒါတရုတ်ပြည်ရောက်တာဟာလန်ကိုကြည့်အမဒီဘိုးကြီးစားလိုက်တာကွာရောရေးလပ်ပဲတရုတ်တည်းမှာဒီတရုတ်သားမွေးတော့ပဲဒီကောင်လည်းသိရငါသိရအမပေးလာတာဟုတ်တယ်နော်โอเคနောက်တစ်ယောက်ဘိုင်းလေယောမက်ဆီယိုရှိုးကွာယောမက်ဆီယိုရှိုးယောအိုးငါတိကျဘယ်ကောင်လက်ကမြင်တာလဲဘယ်ကောင်လက်ကမြင်တာလဲအေးကကြည့်ပါတော့မင်းနာမည်ကြီးရတာမလွယ်ဘူးอ่ะသိလားသူတို့လုံးချင်ရလောက်တာငါတော့ဟာလန်ကိုတဲကြိုက်တာဒါကြီးမလဲဘူးဟာလန်ကိုတဲကြိုက်တာသဘောပေါက်လားโอเคဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကြည့်ရတဲ့လူတွေအားလုံးလည်းဒါခွေရလိမ့်မယ်လို့ပြောနေပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီ channel လေးကို subscribe လုပ်ပြီးကူညီပေးခဲ့လို့ရပါတယ်เนาะအားလုံးကျေးဇူးများတင်ပါတယ်